အားလုံးများပါဒေါက်တာအန်ဒီပါဒီကကျွန်တော်ကလောဘူတာရောက်နေဒီလိုမလာကြားလာပြီနေ့စနေတော့ရှိပုံစံအောင်တော့ပြောင်းနေအမ we love ကလောတော့ရိုက်ကျွန်တော်တို့ဖွင့် welcome to ကလောของจะท่าลาเนี่ยเนาะแล้วแกงก้องเนี่ยกูอาจจะท่าลาได้จริงๆก็ดีเลยเซฟฟี่ได้สวยเลยยัดดอกเยี่ยมพร้อมนี่ฮะเราไม่บอกညာတော့ရိုက်တာအများဆုံးပဲခဏရိုက်ပြီးသွားပြီဒီကထိုင်ပြီးရိုက်ကြတာယထာစက်ကောင်းမဲ့ထွက်တော့သာကျန်နေပြီအားပြန်ဖြတ်သွားအခုကကြာရိုက်ပြီးဆိုတော့တော့မယ်အဲ့တော့မပြောင်းလဲပါဘူးတို့အရင်တော့ငုံခဲ့တဲ့9နှစ်10နှစ်ကထင်တယ်လားဟောနည်းနည်းတော့ပူလာသူအဲ့တော့ပြန်တော့မယ်အဲ့တော့ see you next time bye bye